Brighton ရဲ့မှာနားဆင်ရမယ်9တန်တညင်ညင်စူပါစီတနင်္ဂနွေနေ့ညအင်္ဂလန်ပရီးမီးယားလိပွဲစဉ်15ပွဲကြို30ချက်များမင်္ဂလာပါ Playmaker ဂျာနယ်ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ပုံမှန်တင်ဆက်နေကြဖြစ်တဲ့အတိုင်းတနင်္ဂနွေနေ့ညအတွက်ကလောင်ရှင်ရဲ့ပွဲစဉ်ပွဲကြို30ချက်အနေနဲ့နားဆင်အောင်မှာဖြစ်ပါတယ်ဂိမ်းပြင်ကြားနားဆင်သူညီကိုတွေလည်းအားလုံးမင်္ဂလာပါပထမဆုံးပွဲစဉ်အနေနဲ့ကတော့ကလောင်ရှင်စူပါစီရဲ့30ချက်ဖြစ်တဲ့အတိုင်းအင်္ဂလန်ပရီးမီးယားလိရဲ့ပထမဆုံးပွဲစဉ်ကတော့ Brighton နဲ့ West Ham ည8:30ဖြစ်ပါတယ်ကြားရက်ထဲမှာအိမ်ကွင်းရှုံးနဲ့ကြုံခဲ့ရပေမဲ့ဗီလာနဲ့ပွဲမှာ Brighton ဟာ3ဂိုးသွင်းပြီးရှုံးခဲ့တာပါနောက်ပိုင်းအိမ်ကွင်းပွဲတွေမှာ Brighton ကသွင်းလိုက်ပေးလိုက်ဖြစ်နေတယ်လို့သူတို့ရဲ့နောက်ဆုံးအိမ်ကွင်း6ပွဲစလုံးမှာလည်းနှစ်ဖက်သွင်းကို3ဂိုးနဲ့အထက်ရှိထားခဲ့ပါတယ်ဂိုးသွင်းချီပြန်မှန်လာတဲ့ West Ham ကတော့နောက်ဆုံး9ပွဲမှာတပွဲသာရှုံးခဲ့ပါတယ် Brighton အိမ်ကွင်း West Ham နဲ့နောက်ဆုံးတွေ့ဆုံမှု4ပွဲစလုံးမှာတော့နှစ်ဖက်သွင်းကို3ဂိုးနဲ့အထက်ရှိထားတာပါဒါကြောင့် Brighton အရက်မှာ9တန်တကြင်ကြင်ကြားရမယ်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်ဒုတိယမြောက်ပွဲစဉ်ကတော့ Fulham နဲ့ Palace ည7:00နာရီပွဲစဉ်ဖြစ်ပါတယ်။ဇယားအောက်ပိုင်းကဆိုပေမဲ့ Fulham ဟာဒီယာဒီအိမ်ကွင်းမှာအသင်းကြီးတွေကိုသာရှုံးခဲ့ပြီးကျန်တဲ့ပွဲအားလုံးကိုနိုင်ထားပါတယ်။ဒါပေမဲ့ဒီတစ်ပတ်အိတ်ခံရမယ့် Palace ဟာအိမ်ကွင်းတွေ့ဆုံမှုနောက်ဆုံး6ပွဲစလုံးမှာ Fulham မနိုင်ခဲ့တဲ့အသင်းဖြစ်နေခဲ့ပါတယ်။အဆင့်9နေရာက Palace ကတော့လက်ရှိချိန်မှာရလေရောခံစစ်ပါတည်ငြိမ်နေစေဖြစ်ပါတယ်။စတုဒ္ဒအကောင်းဆုံးခံစစ်ဖြစ်နေတဲ့ Palace နဲ့ပွဲဟာခြေစွမ်းရလဲFulham အတွက်ခက်ခဲနိုင်တဲ့ပွဲစဉ်မျိုးပါ။ဒါကြောင့်လန်နဒါဝီမှာလင်းယုံတွေအတောင်မှမကျိုးနိုင်ဘူးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့အပတ်နာပိုလီအရှုံးကနေပြန်ရုံးထားမဲ့ရိုမာအီဂရစ်တနင်္ဂနွေနေ့ညအတွက်အီတလီစီးရီးပွဲစဉ်14ပွဲကြို30ချက်အနေနဲ့ကတော့ကလောင်ရှင်အီဂရစ်30ချက်တွေဆက်လက်နားဆင်အောင်ပါဖြစ်ပါတယ်။ပထမဆုံးပွဲစဉ်ကတော့ခရိုမိုနီစီနဲ့လက်ချီည6:00နာရီပွဲစဉ်ဖြစ်ပါတယ်။ခရိုမိုနီစီဟာပြီးခဲ့တဲ့အပတ်ကဘောလောနာကွင်းမှာနိုင်ပွဲရှာတွေ့ခဲ့ပြီး3ပွဲဆက်အရှုံးကိုအဆုံးသတ်ထားနိုင်ခဲ့ပါတယ်။ခရိုမိုနီစီယာဒီယာဒီအိမ်ကွင်းမှာလည်းရိုမာနဲ့ဂျူဝင်တက်တို့အသင်းနှစ်သင်းကိုပဲရှုံးထားသေးတာပါ။ဇယားအောက်ပိုင်းကလက်ချီရဲ့အိမ်ကွင်းခြေစွမ်းကတော့နိုင်လိုက်ရှုံးလိုက်နဲ့တည်ငြိမ်မှုမရှိပါဘူး။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာအိမ်ရှင်ကိုအားပေးရင်ပြောမင်းညလို့သုံးသပ်ထားတာဖြစ်ပါတယ်။ကက်ဂလီယာနဲ့ရိုမာည8:30တန်းစင်ဇုံနဲ့တမတ်တာကွာတဲ့ကက်ဂလီယာဟာနောက်ဆုံးအိမ်ကွင်း၄ပွဲမှာ3ပွဲရှုံးထားတဲ့အသင်းမှာပြီးခဲ့တဲ့ဘက်ကနာပိုလီကိုရှုံးခဲ့ပေမဲ့အဲ့ဒီအရင်နိုင်ပွဲဆက်ခဲ့တဲ့ရိုမာကတော့ချန်ပီယံပြေးလန်းထဲမှာဆက်ရှိနေသေးဖြစ်ပါတယ်။ဒါ့အပြင်ရိုမာဟာကက်ဂလီယာနဲ့နောက်ဆုံးတွေ့ဆုံခဲ့တဲ့6ပွဲမှာ9ပွဲနိုင်ထားခဲ့ပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာရိုမာပြန်ရုံးထနိုင်မဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။လာဇီရိုနဲ့ဘိုလောနာည7:30နှစ်သင်းစလုံးကဂျာရဲ့ကိုပါအီတာလီယာမှာနိုင်ပွဲကိုစီနဲ့ကွာတာတက်နိုင်ခဲ့ပါတယ်။လာဇီရိုကအိမ်ကွင်းမှာပြိုင်ပွဲဆုံးနောက်ဆုံး4ပွဲဆက်ပေးဖို့မရှိခဲ့ပါဘူး။ဘိုလောနာကလည်းအဝေးဝင်းမှာပြိုင်ပွဲဆုံး6ပွဲဆက်မရှုံးခဲ့ပဲရှိခဲ့ပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးဟာဂိုးနဲ့ကိုအားပေးလို့ကောင်းတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။နောက်ထပ်ပွဲစဉ်ကတော့နာပိုလီနဲ့ဂျူဗင်တက်ည2:15ဖြစ်ပါတယ်။ပြီးခဲ့တဲ့အပတ်တုန်းကရိုမာကိုနိုင်ခဲ့ပြီးတဲ့နောက်နာပိုလီဟာအမှတ်ပေးစရာကိုပူးတွဲဥဆောင်သူဖြစ်လာပါတယ်။ဂျူဗင်တက်ကတော့ဒီယာဒီအဝေးဝင်းမှာရလက်တည်ငြိမ်မှုမရှိပါဘူး။ဒါ့အပြင်ဂျူဗင်တက်ဟာနာပိုလီနဲ့တွေ့ဆုံခဲ့တဲ့အဝေးဝင်းတွေ့ဆုံမှုနောက်ဆုံး9ပွဲစလုံးကိုလည်းရှုံးထားပါတယ်။ဒါကြောင့်နိုင်မနိုင်သာကြည့်ရမယ့်အိမ်ရှင်ကိုအားပေးရင်ပြောမင်းညလို့သုံးသပ်ထားတာဖြစ်ပါတယ်။ရီယန်နဲ့ဆက်တာစုံပြီဆိုရင်သွင်းငိုတွေနဲ့ဖျော်ဖြေနေကြဒုက္ခဆိုတနင်္ဂနွေနေ့ညစပိန်လာလီဂါပွဲစဉ်15ပွဲကြို30ချက်အနေနဲ့ကတော့ကလောင်ရှင်ဒုက္ခဆိုရဲ့30ချက်တွေအနေနဲ့နားဆင်ရမှာဖြစ်ပါတယ်။အယ်ချီနဲ့ဂီရိုနာည9:30ဇယားလေကဆိုပေမဲ့အချီယာလာလီဂါမှာနိုင်ပွဲပျောက်ခဲ့တာ9ပွဲဆက်တောင်ရှိပါပြီ။တန်ဆင်ဇုံတွေကနေရုံထွက်နိုင်ဖို့ဂီရိုနာကတော့နောက်ဆုံးလာလီဂါ3ပွဲမှာ9မှတ်စုဆောင်းထားနိုင်ခဲ့ပါတယ်။ဒါ့အပြင်ဂီရိုနာဟာအယ်ချီနဲ့တွေ့ဆုံခဲ့တဲ့နောက်ဆုံး3ပွဲစလုံးကိုလည်းနိုင်ထားခဲ့ပါတယ်။ဒါကြောင့်အမတ်လိုအပ်ချက်ပြင်းထန်နေတဲ့ဧည့်သည်ကိုအားပေးပြောမင်းညလို့သုံးသပ်ထားတာဖြစ်ပါတယ်။ကလောင်ရှင်ဒုက္ခဆိုတဲ့ဒုတိယမြောက်ပွဲစဉ်ပွဲကြို30ချက်အနေနဲ့ကတော့ဗလင်စီယာနဲ့စီဗီလာည9:45ဖြစ်ပါတယ်။ဇယားအောက်ပိုင်းကဗလင်စီယာနဲ့စီဗီလာတို့ကြားမှာနံပါတ်သာကွာပါတယ်ဗလင်စီယာဒီယာဒီလာလီဂါအိမ်ကွင်းအများစုမှာဂိုးနဲ့ကန်ထားတဲ့အချိန်မှာစီဗီလာကလည်းနောက်ပိုင်းလာလီဂါအဝေးဝန်းပွဲတွေမှာတကိုးထက်ပိုပြီးမသွင်းထားနိုင်ခဲ့ပါဘူးဗလင်စီယာအိမ်ကွင်းစီဗီလာနဲ့နောက်ဆုံးတွေ့ဆုံမှု9ပွဲစလုံးမှာတော့နှစ်ဖက်သွင်းကိုက2ဂိုးနဲ့အောင်ဖြစ်ထားခဲ့ပါတယ်ဒါကြောင့်ဒီလိုပွဲစဉ်မျိုးဟာလည်းဂိုးနဲ့အားပေးလို့ကောင်းတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်အက်စပန်ညိုနဲ့ဗယ်ကာနိုည7:00နာရီအဆင့်6နေရာအက်စပန်ညိုဟာဒီယာဒီအိမ်ကွင်းကောင်းတဲ့အသင်းဖြစ်ပြီးလာလီဂါအိမ်ကွင်း10ပွဲမှာ9ပွဲနိုင်ထားခဲ့ပါတယ်။အဆင့်9နေရာဗယ်လီဂါနိုကတော့ဒီယာဒီအဝေးကွင်းမှာရလက်ပေါင်းစုံထွက်ထားပါတယ်။ဒါ့အပြင်ဗယ်လီဂါနိုဟာအက်စပန်ညိုနဲ့တွေ့ဆုံခဲ့တဲ့နောက်ဆုံး3ပွဲစလုံးကိုလည်းရှုံးထားပါတယ်။ဒါကြောင့်
Espanyol အိမ်ဝန်းမှာနိုင်ပွဲဆက်မဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ Real နဲ့ Celta Vigo ည2:30ဂျားရမှာနိုင်ပွဲပြန်ရှာတွေ့ခဲ့လို့ Real ဟာထိပ်ဆုံးကဘာစီလိုနာကိုတမတ်အကွာနဲ့ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။ရာအောက်ပိုင်းကဆိုပေမဲ့ Celta ကဒီယာဒီအဝေးဝဲမှာဂိုးမသွင်းနိုင်တဲ့ပွဲမရှိခဲ့ပါဘူး။ Real နဲ့ Celta တို့ဂျားကနောက်ဆုံးတွေ့ဆုံမှု25ဝဲမှာ22ပွဲကနှစ်ပတ်သွင်းကို3ခုနဲ့အထက်ရှိထားပါတယ်။ဒါကြောင့် Real ကိုမျှော်မဲ့စာဒီလိုပွဲစဉ်မျိုးမှာဂိုးအများဟာပိုကောင်းတဲ့အားပေးမှုလို့သုံးသပ်ထားတာဖြစ်ပါတယ်။နောက်ထပ်ပွဲစဉ်အနေနဲ့ကတော့ Clownship Viami ကောင်းရဲ့တနင်္ဂနွေတချမ်းဆောင်ပွဲစဉ်အနေနဲ့ပွဲကြိုသုံးသက်ချက်တွေကိုနားဆင်အောင်မှာဖြစ်ပါတယ်။ဒီခုတစ်ပတ်မှာတော့စပိန်ပြည်မှာပွဲကောင်းတစ်ပွဲဖြစ်တဲ့ Real Madrid နဲ့ Celta Vigo ရဲ့ပွဲကနေသုံးသက်ထားတာကိုနားဆင်အောင်မှာဖြစ်ပါတယ်။ပွဲချက်ကာလတွေနဲ့အတူနှစ်သင်းစလုံးမှာဥရောပပွဲတွေကစားရမှာဖြစ်တဲ့အတွက်သတိတော့ထားရမှာပါ။အိမ်ရှဲနောက်ဆုံးပွဲတွေမှာရလက်ပိုင်းကြီးကောင်းမွန်နေဆိုပေမဲ့အဝေးဝင်ကန်ခဲ့ရတာများတဲ့အတွက်ရမှတ်တွေရတဲ့လောက်တော့မရခဲ့ပါဘူး။ဧည့်သည်အနေနဲ့ကလည်းပြည်တွင်းလီမှာရလက်တွေမစိုးဘူးဆိုပေမဲ့နောက်ဆုံး9ဝဲမှာ3ဝဲနိုင်ထားပြီး2ပွဲရှုံးနေထားပါတယ်။အခုတတိထားရမှာဧည့်သည်တို့ကနောက်ဆုံးအဝေးဝင်9ဝဲမှာဂိုးမပေးရတဲ့ပွဲဟာမရှိသလို3ပွဲအထိဂိုးများခဲ့ပါတယ်။အိမ်ရှင်ကလည်းရမှတ်လိုအပ်မှုအပေါ်မှာအခုပွဲကိုမဖြစ်မနေအနိုင်ကစားဖို့လိုအပ်နေပြီးအိမ်ဝင်းပွဲတွေမှာအနိုင်ရရင်တော့ဂိုးတွေပြန်ပေးနေရတဲ့အခြေအနေတွေကြောင့်ဒီလိုပွဲစဉ်မျိုးမှာဂိုးများဟာပိုစိတ်ချရတဲ့အားပေးမှုလို့သုံးသပ်ထားတာဖြစ်ပါတယ်။ Playmaker ဂျာနယ်နာဆင်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်လျက်ရှိပါတယ်။နောက်ဆုံးရပွဲကြိုသုံးသက်ချက်တွေနဲ့အတူသတင်းချက်လက်တွေကိုလည်း Playmaker ရဲ့ Telegram Channel မှာလာရောက်ကြိုတင်ဖတ်ရှုလို့လည်းရပါတယ်။ကျွန်တော်ရဲ့တင်ဆက်မှုတွေနဲ့အတူဒီကိုတွေလည်းအကြိုက်တွေ့တဲ့ပွဲစဉ်တွေနဲ့အားလုံးကောင်းသောနေ့တွေပိုင်ဆိုင်မှုမျှော်လင့်ပါတယ်။နားဆင်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်လျက်ရှိပါတယ်။ကျွန်တော်တင်ဆက်သူထင်လင်းဖြစ်ပါတယ်